the paper menagerie ဆိုတဲ့ Can Liu ရဲ့စက်ကူကြားရုပ်ကလေးဆိုတဲ့ဝတ္ထုတိုလေးနဲ့ပတ်သက်ပြီးတော့analysis ပေါ့နော်သုံးသပ်ချက်တချို့ပေါ့နော်ဒါပြည့်စုံတော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒီကြားနေပြီးမြင်တာထင်တာမဲ့သူခံစားခဲ့ရတယ်ဒီဇလန်ကိုဖတ်နေရင်မှခံစားခဲ့ရတဲ့အကြောင်းအရာလေးတချို့ပေါ့နော်ဒီမှာဒီဇလန်ကိုပထမဆုံးနေတဲ့ summary ပေါ့ဒီဇလန် summary က Jack ပေါ့နော်ဘာလို့လဲဆို biracial Chinese American boy ပေါ့နော်ဒီ biracial ဆိုတော့ဒီတရုတ်အမေရိကန်နော်အမေရိကန်နွယ်ဘွားတရုတ်ဆက်ကောင်လေးတရားပေါ့နော်ဒီလာ biracial ဆိုတော့နော်လားတရုတ်အမေရိကန်ဆက်ပေါ့နော်အဲ့ဒါ gross up ကြီးပြင်းခဲ့ရတာဘယ်လိုကြည့်ရင် left vinous immigrant man တာအမေဖြစ်သူက immigrant ပဲလေတခြားကနေတရားမဝင်ဆိုတော့လေသူ့အဖေကတရားဝင်ဝယ်ယူခဲ့တာပေါ့နော် immigrant ပေါ့တခြားနေရာကပြောင်းရွှေ့လာတဲ့မိခင်တယောက် who makes magical origami animals ဒီမော်ဆန်တဲ့နော်ပြင်စလက်ဆန်တဲ့ origami ရုပ်ကလေးတွေကိုပြုလုပ်ပေးခဲ့တာပေါ့အဲ့ဒီ origami ရုပ်ကလေးတွေက that came to life အသက်ဝင်လာခဲ့တာလေ as he grows အဲ့ဒီလိုသူကြီးပြင်းလာရင် Jack feels ashamed of his Chinese background သူရဲ့ Chinese background ကိုတရုတ်မျိုးနောက်ခံရှိတာကိုသူရှက်ရွံ့ခဲ့တယ်အများနဲ့မတူကွဲနေတာကို due to racism ဒီလိုလူမျိုးကြီးခွဲခြားမှုအသားအရောင်ခွဲခြားမှု and peer pressure ပတ်ဝန်းကျင် pressure ကြောင့်ပေါ့တရုတ် background ကိုသူရှက်ရွံ့ခဲ့တယ်အဲဒီတော့ he rejects သူညှင်းပယ်ခဲ့တယ် his mother's culture သူမရဲ့ယဉ်ကျေးမှု language သူရဲ့ magic ကိုသူညှင်းပယ်ခဲ့တယ်ဒါပထမဆုံးညှင်းပယ်တာ culture ပေါ့နောက်ကြတော့ language ပေါ့ပြီးတော့နောက်ဆုံးအဲ့လိုနဲ့ဒီအယုတ်တွေပါညှင်းပယ်ခဲ့တယ် magic ပေါ့ after she dies သူမကွယ်လွန်သွားတော့မှာ he discovers a letter written in Chinese inside one of the paper animals ဒီ paper animal တွေတခုထဲမှာတရုတ်လိုရေးထားခဲ့တဲ့စာတစောင်ကိုသူတွေ့ခဲ့ရတယ် lands of her suffering သူမရဲ့ဒုက္ခတွေ love ချစ်ချင်းတရားတွေ sacrifices ဆွလို့အနစ်နာခံခြင်းတွေကိုမြင်ခဲ့ရတော့ကြပါ realizing သဘောပေါက်သွားခဲ့ပြီလေအဲ့ဒီချိန်မှာ too late နောက်ကျနေခဲ့ပြီ the death of her affection သူမရဲ့ချစ်ချင်းတရားရဲ့အတိတ်အနက်ကိုနောက်ကျမှပဲသူသဘောပေါက်သိနားလည်မိခဲ့တော့တာပေါ့ဒါဒီဇလန်ရဲ့ summary ပါဒီ and the paper menagerie ဆိုတဲ့စက်ကူကြားရုပ်ကလေးဆိုတာရဲ့ဒါ summary ဇာတ်ကြောင်းအချင်းချုပ်ကဒီတိုင်းလေးပေါ့နော် summary ကိုဘယ်လိုသွားတယ်ဆိုတာလေးလဲရတယ်ပေါ့လိုအပ်တဲ့တချို့ချက်တွေကိုထုတ်နှုတ်ပလိုက်ပြီးတော့ပေါ့နော်ဒီထဲမှာသူပြောချင်တဲ့အကြောင်းအရာလေးတွေပဲထည့်ထားတယ်ပေါ့ summary ရေးနေပါဟိုသွားလို့ရစဉ်းစားလို့ရတာပေါ့နော် Jack ပေါ့ဘယ်သူလဲ a biracial Chinese American boy လာတရုတ်အမေရိကန်နွယ်ပါတရုတ်ဆက်ကောင်လေးတရားပေါ့နော်ဒါ grows up ကြီးပြင်းခဲ့တဲ့ led by immigrant mother မိခင်နော်တခြားတိုင်းတစ်ပါးမှာဝင်ရောက်လာခဲ့တဲ့မိခင်ရဲ့ချစ်ခံခဲ့ရတော့ချစ်ချင်းတရားနဲ့လူကြီးပြင်းခဲ့ရတာ who makes menagerie origami magical origami elements ဒီမော်ဆန်နဲ့ origami ရုပ်ကလေးတွေကိုဖန်တီးပေးခဲ့တာ that came to life အဲ့ဒါလေးတွေကလေလေးနဲ့ဖောင်းသွားပြီးတော့လှုပ်တဲ့တောင်မှပြေးသွားနိုင်ခဲ့တာ as he grows သူအရွယ်လေးရလာတော့ Jack feels ashamed of his Chinese background ကိုသူရှက်ရွံ့ခဲ့တာ due to racism ကြောင့်လူမျိုးခွဲခြားမှုတွေ peer pressure ငွေချင်းတွေရဲ့ဖိအားတွေကြောင့်ပေါ့ he rejects his mother's culture အမေရဲ့ယဉ်ကျေးမှုကိုအဲ့ဒါ culture ကိုသူညှင်းပယ်တဲ့ language ကိုညှင်းပယ်တဲ့ magic ကိုသူပယ်စွန့်နေပေါ့ after she dies သူမဆုံးမသွားတော့ he discovers a letter written in Chinese တရုတ်လိုရေးထားတဲ့စာဆောင်ကိုသူတွေ့တယ် inside one of the paper animals ဒီစက်ကူကြားရုပ်လေးတစ်ခုထဲမှာတွေ့တယ်ပေါ့ lands of her suffering သူမရဲ့ဒုက္ခတွေကိုသင်ယူခဲ့ရတယ် and love ချစ်ချင်းတရားတွေ sacrifices ဒီဆုံးလို့အနစ်နာခံခြင်းတွေကိုသိခဲ့ရတယ် realize it too late နောက်ကြမှာပဲ the death of her affection သူမရဲ့ချစ်ချင်းတရားရဲ့အတိတ်နဲ့ကိုသူမနောက်ကြမှာပဲသိနားလည်ခဲ့တော့တာပေါ့ဒါ summary ပါဒီထဲမှာလာရဲ့ဘာလဲတဲ့ဒီမှာကြားရုပ်ကလေးပေါ့ origami animals လို့ပြောရင်မလို့အထူးသဖြင့်ကတော့ဒီမှာ tiger လေးပေါ့ကြားရုပ်လေးပေါ့နော်ဒီကြားရုပ်လေးဒီမှာ folded paper creatures ဒီလိုခောက်ထားတဲ့စက်ကူသတ္တဝါလေးတွေဟာ his mother creates
သူ့မေဖန်တီးခဲ့တဲ့ဒါစက်ကူကြတကယ်မှ the tiger is လို့ပြောချင်တာပေါ့နော် creature the tiger ဆိုတာ origami animal ဆိုတာဟာဒါလေးတွေပဲပေါ့ဒါလေးတွေကဘာလို့ဆို symbol of love ချစ်ချင်းမြတ်တာသင်္ကေတခုန creativity ဖန်တီးနိုင်ခြင်းရဲ့သင်္ကေတနမိတ်ပုံ heritage အမွေအနှစ်ကိုပုံဆောင်ပြတဲ့အရာလေးတွေပေါ့နော်ချစ်ချင်းမြတ်တာရဲ့သင်္ကေတဖန်တီးမှုတွေရဲ့နမိတ်ပုံနော်အမွေအနှစ်တွေရဲ့ပုံဆောင်ခဲ့လို့ပြောမယ်ဆိုရင်ဒီ origami ရုပ်ကလေးတွေကိုပြရမှာပေါ့ their animation သူတို့တွေရဲ့ရွေလျားသွားရင်လှုပ်ရှားသွားခြင်းက represents ကိုစားပြုတဲ့ emotional connection and cultural magic emotional connection သူတို့သားမင်းတွေယောက်ကြားမှာချိတ်ဆက်နေတဲ့ရင်ခုန်မှုဆိုင်ရာဟလာရင်ဟလာနှလုံးသားချစ်ချင်းဆိုင်ရာ connection ပေါ့ပြီးတော့ cultural heritage ပေါ့တကယ်ယဉ်ကျေးမှုအမွေအနှစ်ပေါ့ One the Storm movie အဲ့ဒီ origami ရုပ်လေးတွေရက်သွားတော့ it symbolizes the depth of understanding and love between mother and son မိခင်နဲ့သားရဲ့ချစ်ချင်းတရားနားလည်မှုသိဆုံးခြင်းဆိုတာကို symbolizes သင်္ကေတပြုထားတာပေါ့လေနော်ဒီထဲမှာ origami ရုပ်လေးတွေကြားရုပ်လေးတွေဘာရုပ်လေးတွေပဲဒါအများကြီးဒီထဲမှာထပ်ပြီးတော့ပြောရင်ပြောလို့ရသေးတယ်ပေါ့အကြံမြင့်နေနဲ့ဒီလိုနားလည်လို့ရတယ်ပေါ့နော်တနည်းပြောမယ်ဆိုရင်ဒါကဒီကြားရုပ်ကလေးရဲ့ magic ဆိုတာဟာ denotation ပေါ့ဒါမှသူကနေပြောတဲ့ချစ်ချင်းတရားဒီမှာစက်ကူရုပ်လေးတွေစက်ကူလေးတွေနဲ့တိဆောက်ထားတာစက်ကူလေးတွေနဲ့ခောက်ထားတာစက်ကူဆိုတာပုံသွင်းလို့ပြောင်းလို့လွယ်တယ်လေနော်အဲ့လိုပဲ enduring ဆိုတော့ရေရှည်လဲတာရှည်ခံတယ်လေဟုတ်လားပျက်စီးမသွားဘူးပေါ့ကျိုးပြတ်မသွားဘူးပေါ့ဒီလိုတာရှည်ခံတဲ့အရာလေးပေါ့ချစ်ချင်းတရားရဲ့နမိတ်ပုံအဲ့ဒါကြောင့်မို့ simple လို့ love လို့ပြောတာပေါ့ creativity ပေါ့သူသားငိုးနေရဆိုအငိုတိတ်အောင်လေရွှေလာမှာယုံဝဲလို့စံဖို့ဒီအဖိုးဟောကြည့်ပါဆိုလို့သူတို့အဲ့ကြပြသူတို့မှာမရှိတော့မရှိဘူးလို့ထင်တာပေါ့နော်မရှိတော့ဟော तू ကဒီကြားရုပ်လေးကို तू သိတဲ့အတတ်ပညာနဲ့ तू ဖန်တီးခဲ့ရတာပေါ့ဟုတ်လားသူ့ဖေသူ့မေကလည်းဟောအဲ့တရုတ်ပြည်ရဲ့ခက်ခဲနေတဲ့ကာလမှာကြီးပြင်းခဲ့တာဆိုတော့လေရွှေလာမှာယုံဝဲလို့စံဖို့ဒီဖိုးတွေဘာတွေပြောပြကောင်းမှာပြောပြနိုင်ခဲ့မှာပေါ့ဒါပေမဲ့လက်တွေ့ကြတဲ့ origami ခေါင်းကြီးတော့သင်ပေးခဲ့တာဒါဟာ heritage အမွေအနှစ်မဟုတ်လို့ဘာဖြစ်အောင်မလဲသူသားငိုနေလို့အငိုတိအောင်ကျန်တာချော့မရလို့ထဖန်တီးလိုက်တာဆိုတာဒါဖန်တီးမှုရဲ့နမိတ်ပုံမဟုတ်ရဲ့တခြားဘာဖြစ်နိုင်အောင်မလဲဒီလိုနဲ့ဒီလိုခောက်လိုက်ပြီဆိုတော့ခောက်လိုက်တာဟာဒီယုတ်လေးလို့မြင်ရတာမဟုတ်လားဒီယုတ်ထဲမှာစီးဝင်နေတဲ့သူ့အမေရဲ့ချစ်ချင်းမြတ်တာတွေအမေရဲ့နော်ဒီချစ်ချင်းမြတ်တာတွေနော်ဟိုးကတန်းစဉ်နှောင်ဖွဲ့မှုတွေကိုမြင်ရတယ်ပေါ့ခောက်လိုက်တာကတစ်ခေါက်ပေါ့ဒါပေမဲ့လို့ဒါချစ်ချင်းမြတ်တာတွေအပုံလိုက်ပါသွားတယ်ဆိုတာညာမြင်ချင်မှမြင်မယ်ပေါ့ဒါချစ်ချင်းမြတ်တာရဲ့သင်္ကေတပေါ့ဒါဖန်တီးမှုရဲ့နမိတ်ပုံပေါ့နော်ဒါအမွေအနှစ်တွေကိုပုံဆောင်ပြတဲ့အရာပဲပေါ့ဒါမှမဟုတ် folded paper animal ဆိုတာဟာသူ့မိ created လုပ်လိုက်တဲ့စက်ကူရုပ်လေးတွေ origami လေးတွေဟာတကယ်တဲ့ symbol of love ပါ symbol of creativity ပါ token of heritage လို့ပြောရမှာပါ their animation သူတို့တွေဟုတ်လားဒုက္ကလက်ဆိုပြေးသွားတဲ့ဒဂုံရှိကိုလေပြေးသွားတဲ့ပုံလေးတွေဟာ represents emotional connection and cultural magic နော်ဒီ emotional connection စိတ်ပိုင်းဆိုင်ရာဟလာရင်ခုန်မှုရင်လိုင်းဆိုင်ရာချိတ်ဆက်မှုပေါ့ cultural magic ပေါ့ယဉ်ကျေးမှုအမွေအနှစ်ပေါ့ One the Storm movie ဒီအယုတ်ကလေးတွေရက်တန့်သွားခြင်းရွေလျားမှုကင်းမဲ့သွားခြင်းဟာ it symbolizes ဘာကိုသင်္ကေတပြုလဲ the depth of understanding and love between mother and son မိခင်နဲ့သားကြကနားလည်မှုချစ်ချင်းတရားရဲ့မရဏဆိုတဲ့နမိတ်ပုံပေါ့သိချင်းတရားရဲ့နမိတ်ပုံပေါ့ဒါ origami ရုပ်လေးတွေကိုဒီလိုနားလည်ပါတယ်ဒီလိုနားလည်လို့ရပါတယ်ပေါ့ဒီထက်လဲဟိုတက်ကြွတဲ့သူတွေဟုတ်လားမြင်နိုင်တဲ့သူတွေရှိဦးမှာပါပေါ့ဒါအကြံမြင့်နေနဲ့ဆိုရင်ဒီလိုဆိုရင်လဲဒီဇလန်းလေးကိုခန်းစားလို့ရပါတယ်ပေါ့နောက်တစ်ခုပါလဲဆိုတော့ paper box ပေါ့ဒီမှာ paper box လေးတွေ before the container Jack uses to store the animals ဒီ paper box က Jack ကလေဒီသူက shoe box လို့ဟိုထဲမှာပါတာပေါ့နော် shoe box ဆိုတာလဲ paper box ပဲကိုနော်ဒီသရဝါလေးတွေကို store လုပ်တဲ့ Jack ကတင်တဲ့ container ပေါ့အဲ့ဒါ represents repression ဖိနှိပ်ခြင်းပဲတဲ့ hiding his identity သူ့ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်ခြင်းပဲတရုတ် culture ကိုဖုံးကွယ်ခြင်းပဲဒါနဲ့မကော memories မှန်ဉာဏ်တွေ
affection သူ့ရဲ့ချစ်ချင်းတရားတွေကိုဒါညင်းပယ်ခြင်းပဲဖုံးကွယ်ခြင်းပဲပယ်စွန်ခြင်းပဲလက်မခံခြင်းပဲနော် the box ဒီတစ်တာဒီ origami ကိုထည့်တာတစ်တာလဲ becomes a metaphor တကယ်သင်္ကေတပဲနမိတ်ပုံပဲ the varied heritage and forgotten love လာ varied heritage မြုံနှံထားတဲ့တနည်းမျိုးမဆိုရင်မြုံနှံလိုက်ပြီဆိုတဲ့ယဉ်ကျေးမှုမွေးနေ့တွေကိုဟလာမြေတွင်းတူးမြုပ်လိုက်ခြင်းပဲတော့အမေလီယိုကန်ချစ်ချင်းမြတ်တာရဲ့နမိတ်ပုံလို့ပြောမယ်ဆိုရင် the box ပေါ့စက်ကူတက်တာလေးဆိုပေမဲ့လို့လဲချစ်ချင်းတရားတွေကိုဖုံးကွယ်ထားတဲ့အရာဟလာအမွေနှစ်တွေကိုဟလာမမြင်စေဖို့ရန်ကွယ်ဝှက်ထားတဲ့အရာပေါ့နော်စက်ကူဘာလေးပေမဲ့လို့လဲတန်အောင်စင်တွေကိုဖုံးကွယ်ပြစ်လိုက်တဲ့မမြင်စေတဲ့လောင်ပိတ်လိုက်တဲ့ချစ်ချင်းမြတ်တာတွေကိုဘောနော်မေ့လျော့ပြစ်လိုက်တဲ့စက်ကူဘူးလေးပေါ့နော်လူချမ်းကြီးရဲ့နမိတ်ပုံပေါ့လေ paper basket the container Jack uses to store the animals ဒီတော်လေးတွေကိုဟာလာဒီ origami ရုပ်လေးကိုထည့်ဖို့ရရွယ်တဲ့အရာတွေပေါ့ represents repression ဒါဖိနှိပ်ခြင်းပဲ hide his identity သူတို့ရဲ့ဖြစ်ရှိမှုကိုဖုံးကွယ်ခြင်းပဲ memories အမတရားတွေ affection ချစ်ချင်းတရားတွေကိုဖုံးကွယ်ခြင်းပဲ the box becomes a metaphor for very heritage and forgotten life ဒီစက်ကူဘူးလေးဟာ metaphor နမိတ်ပုံပဲတဲ့အလားဒီမှာအမွေအနှစ်တွေကိုဖုံးကွယ်လိုက်ခြင်းနမိတ်ပုံပဲချစ်ချင်းမြတ်တာတွေကိုတွေ့ကွက်လိုက်ခြင်းချစ်ချင်းမြတ်တာတွေကိုလက်မခံလိုက်ခြင်းရဲ့သင်္ကေတပဲပေါ့ဒါနမိတ်ပုံပဲပေါ့ paper box လေးอ่ะနော်နောက်တစ်ခု language Chinese and English ပေါ့ဒီမှာ two spoken languages used in the story ပေါ့ဒီဇာတ်လမ်းမှာသုံးတဲ့ဘာစကားနှစ်ခုဘာလဲ a similar identity and communication identity သူ့ရဲ့တရုတ်သင်္ကေတပေါ့ communication ဆက်သွယ်ခြင်းရဲ့နမိတ်ပုံပဲဒီလိုမျိုးဆို Lucy Chinese ဘာစကားကိုဆုံးရှုံးလိုက်ခြင်းမပြောတော့ညာ equal Lucy access to his mother's voice and cultural memory သူမေးရဲ့အတန်နှလုံးသားတွေကအတန် cultural memory ယဉ်ကျေးမှုအမှတ်တရတွေကိုရယူနိုင်ခွင့်ကိုရယူနိုင်ခွင့်ပျက်စီးသွားခြင်းပဲဆုံးရှုံးသွားခြင်းပဲပေါ့ the letters need for translation ကြည့်တယ်သူမှာဘာစကားဒီမှာဒါအဓိကကြလေလို့ထင်တယ်ဘာလို့လဲဆိုတော့စာအုပ်ရေးထားတော့တရုတ်လိုရေးထားတာလေအဲ့ကျ the letters ကို translation လုပ်ပေးရတယ်ဆိုတဲ့သဘောကဘာလဲဆို emphasizes the cost of rejecting one's roots စုံတယောက်ရဲ့အဖြစ်ရှိသူ့ရဲ့အမွေအနှစ်သူ့ရဲ့ယဉ်ကျေးမှုနောက်ခံကို reject ညှင်းပယ်ခြင်းအတွက်ပေးဆက်လိုက်ရတဲ့အရင်နည်းလို့ပြောချင်တာပေါ့ကြည်စမ်းတကယ်ကိုခံစားရမယ့်အရာကိုလေဓာတ်ရိုက်မဖြစ်တော့ဘဲနဲ့ဂျားခံနေတယ်ပေါ့ဂျားခံသွားတယ်ပေါ့ဘာစကားတခုဂျားခံသွားခဲ့တာပေါ့လေနော်ဒီထဲမှာပါတဲ့ language ပါ Chinese နဲ့ English ပေါ့ပြောဒီဇဲထဲမှာပြောသွားတဲ့ဘာစကားနှစ်ခုပေါ့ဒါပေမဲ့ identity ရဲ့ symbol ပဲ communication ရဲ့နမိတ်ပုံပဲပေါ့ဒီမှာ Chinese ဘာစကားကိုမပြောတော့ဘူးဆုံးရှုံးလိုက်ခြင်းဟာသူ့မေရဲ့ voice ကိုရင်ခုန်တန်အလှိုင်းကိုမဖမ်းပြီးတော့တဲ့သဘောပေါ့ယဉ်ကျေးမှုအမှတ်တင်ညာတွေကိုမစုပ်ကိုင်နိုင်တော့တဲ့သဘောပေါ့ the letters need for translation ဒီစာကိုဘာသာပြန်ပေးဖို့လိုအပ်တယ်ဆိုတာဘာပြောစ emphasizes the cost of rejecting one's roots စုံတယောက်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုညှင်းပယ်ခြင်းရဲ့ပေးဆက်လိုက်ရတဲ့ဒါအရင်နည်းပဲပေါ့နောက်တစ်ခု the letter handwritten message ပေါ့လက်နဲ့တီးရေးထားတဲ့စာလေးပေါ့တကယ်တမ်းကဒါဟာလက်နဲ့တီးရေးထားတဲ့စာလေးဆိုဒါချစ်ချင်းပွဲအလင်္ကာတစ်ပုဒ်ပေါ့ hidden inside the paper tiger ဒီစက်ကူကြောက်လေးတွေမှာဝတ်ထားတဲ့လက်နဲ့ရေးဖွဲ့ထားတဲ့နော်ရေးဖွဲ့ထားတဲ့လက်ရေးလေးနဲ့ရေးထားတဲ့ချစ်ချင်းပွဲအလင်္ကာ message တစ်စောင်ပေါ့ the mother's preserved love and untold story မိခင်ရဲ့ preserve ပေါ့ထိန်းသိမ်းထားတဲ့သူဒီလိုတောင်မှပဲညင်းပယ်မယ်လို့သူညင်းတယ်လို့မညင်းနိုင်မနဲ့ထိန်းသိမ်းထားတဲ့ချစ်ချင်းတရားနော် untold story မပြောခဲ့ဖြစ်တဲ့ဇာတ်လမ်းလေးပေါ့ it bridges ဒါဟာ bridges နော်ပေါင်းကူးပေးခဲ့တယ်ပေါ့ it bridges ဘာလို့ပေါင်းကူးပေးခဲ့တာလဲဆိုတော့generations သူတို့မျိုးဆက်တွေကိုမျိုးဆက်နှစ်ခုတွေမကပါဘူးလေမျိုးဆက်တွေကိုပေါင်းကူးပေးခဲ့တယ် and symbolizes the posthumous ကတရားရောက်ဆုံးမသွားမှာမရှိတော့မှ
ရေးတဲ့အရာပြောတဲ့အရာဥပမာစာအုပ်တော့ထုတ်တယ်ဆိုဥပမာလေဥပမာလှတန်းရဲ့ကြပြဘောင်းကျုပ်တို့လေနော်ဥပမာမောင်ချုံးတို့ရဲ့ကြပြဘောင်းကျုပ်စသဖြင့်ပေါ့နော်ဒီလိုလေသူတို့တွေဟိုမရှိတော့မှထုတ်တဲ့စာဆို posthumous လို့ပြောတာလေနော် posthumous book ပေါ့နော်ဥပမာဖော်ဝေးမရှိတော့မှထုတ်တဲ့ကြပြစာအုပ်ပေါ့နော် posthumous ဒါ posthumous ဆိုတာဘာလဲဆိုတော့ဒီတရားရောမရှိတော့မှနောက်ကွယ်လုံးကဥပမာဝဲတဲ့ဟိုက်စာအုပ်ဆိုရင်လေနော်သူစာရေးဆရာမအီမီလီဘရိုဒီမရှိတော့မှနော်အဲ့စာအုပ်ကနာမည်ကြီးတာပေါ့ဒါ posthumous reconciliation ဆိုပြန်လည်ပေါင်းစည်းခြင်းပေါ့ love survive even after death ဗရဏတရားဒီခြင်းတရားဂိုးတောင်မှပဲ survive ဖြစ်တဲ့ချစ်ချင်းမြတ်တာတွေနဲ့ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့သင်္ကေတပေါ့ the letter ပါ the handwritten message hidden inside the paper tag ကစက်ကူကြားရုပ်လေးအတွင်းမှာရေးဖွဲ့ထားတဲ့အစာလေး the mother's preserved love နော်မိခင်ရဲ့နော် preserved နော်ထိမ့်သိမ်းထားတဲ့နော် preserved love ပေါ့နော်ဒီထိမ့်သိမ်းထားတဲ့ love ပေါ့နော်ဟိုရှိကသိမ်းထားတဲ့ love ချစ်ချင်းတရားပေါ့နော် untold story ဒီ untold story သူ့ကိုမပြောပြပြခဲ့တဲ့ဇလံပေါ့နော် untold story ဟလာပြောမပြဖြစ်ဘူးသူ့ကိုပြောမပြဖြစ်တဲ့အကြောင်းအရာလေးပေါ့နော် untold story ပေါ့နော်ဟလာပြောမပြဖြစ်တဲ့အကြောင်းအရာလေးပေါ့အဲ့ဒါဘာလဲဆို it bridges generation ဒီကit bridges generation နော်generation တွေကိုဟိုလာပေါင်းကူးပေးခဲ့တယ်ပေါ့ဒါမျိုးဆက်တွေကိုသူကွဲကွာသားတဲ့မျိုးဆက်တွေကိုပြန်လဲပေါင်းစည်းပေးခဲ့တာပေါ့ဒီမှာဒီလာဟုဆိုတဲ့ဒီစက်ကူကြားရုပ်လေးထဲမှာရေးဖွဲ့ထားတဲ့ဟုတ်လား paper tiger ထဲမှာရေးထားတဲ့ handwritten message ကဒီစာလေးကပါလဲဆိုငါးသားရဲ့ preserve love ပဲထိမ့်သိမ်းထားတဲ့သားပေါ်မှာထားတဲ့သူ့ရဲ့ချစ်ချင်းတရားပဲ and told story ပြောမှာဖြစ်တဲ့ဇာတ်ကလမ်းလေးပေါ့ it bridges generations လူဆက်တွေကိုပေါင်းကူးပေးတယ် and symbolizes both tremors reconciliation love survive even after death ပြည်ချင်းတရားပြီးသွားတဲ့အခါမှာဟလာဒီရှင်ကြံခဲ့တဲ့ချစ်ချင်းတရားရဲ့ပြန်လဲပေါင်းစည်းခြင်းရဲ့နမိတ်ပုံလို့ပြောရမှာဒီစာလေးနဲ့သူတို့ဒါမျိုးချစ်ချင်းကိုပြန်လဲပေါင်းစည်းခဲ့တာပေါ့လေအဲ့လိုနဲ့ Qingming Festival ဆိုတာဘာလဲဆိုတော့ Chinese holiday ဒီ holiday before remembering ancestors ဒီ ancestor တွေကိုနော်ဘိုးဘေးဘီဘင်တွေကိုသတိရတဲ့ပွဲပေါ့နော်အဲ့ဒါဘိုးဘေးတွေကိုသတိရတဲ့ပွဲပေါ့နော် ancestors တွေကိုသတိရတယ် symbol of remembrance symbol of remembrance ကြည့်လားဒါလဲဆိုတော့အမတ်တရပွဲပေါ့နော် symbol of remembrance ဒီအမတ်တရဖြစ်တဲ့ပွဲနော်symbol of remembrance and family reunity ပေါ့မိသားစုပြန်လဲပေါင်းစည်းတဲ့သဘောပေါ့family continuity သူတို့မိသားစုတွေရဲ့ family continuity စဉ်ဆက်ပြည့်ရှိနေခြင်း and reconnection ပြန်လဲဆက်ဆက်နိုင်ခြင်းပေါ့ with the past အတိတ်နဲ့ပြန်လဲဆက်ဆက်နိုင်ခြင်း it embodies အဲ့ဒီမှာဘာတွေပါမလဲ cultural respect ညီညီမှုတမိုးထားမှုတွေ filial piety သားသမီးကမိဘပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာပေါ့ filial piety ပေါ့ဒါမျိုးနဲ့ဆက်ဆက်နေတဲ့ပြီးတော့မှထားတဲ့ချစ်ချင်းမြတ်တာတွေဒါတွေဒီချင်းမင်းပွဲတော်မှာချင်းမင်းပွဲတော်မှာပါဝင်နေတယ်နော် Qingming ဆိုတာဘာလဲဆိုတော့ Chinese holiday ပဲတဲ့ for remembering ancestors ဘေးဘိုးတွေကိုတတိယအောင်မေ့တဲ့ပွဲ symbol of remembrance ရဲ့သင်ပဲပေါ့ family continuity မိသားစုဆက်ဆက်ခြင်း and reconnection with the past အတိတ်နဲ့ပြန်လဲ
ဆက်ဆက်ပေါင်းစည်းခြင်း it embodies cultural respect ယဉ်ကျေးမှုတန်ဖိုးလေးစားမှုတွေ filial piety ဒါဒီကမိခင်ပေါ်မှာမိခင်ဖခင်ပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာတွေကိုဒီထဲမှာပါဝင်နေတယ်နော်လုံးနဲ့ the tiger ဘာလဲဆိုတော့ a paper tiger crafted by the mother ဒီမှာ tiger ဆိုဒီ tiger ကဘာတူလဲဆိုတော့ crafted by the mother မိခင်ဖြစ်သူဖန်တီးထားတဲ့ကြားရုပ်ကလေးပေါ့သူ့ရဲ့ connotation ကဘာလဲဆိုတော့သူကြားရုပ်ပဲသူကအဓိပ္ပာယ်ဖွင့်ဆိုကြနောက်က strength ပေါ့ခွန်အားရဲ့သင်္ကေတပေါ့ protection ကာကွယ်ခြင်းရဲ့နမိတ်ပေါ့ enduring love ရေရှည်တည်တတ်မယ်ချစ်ချင်းတရားရဲ့ဖော်ပြခြင်းပေါ့ it embodies အဲ့ဒီမှာဘာတွေပါမလဲ the mother spirit နော် the mother spirit နော်မိခင်ရဲ့ spirit ပေါ့နော်ဒီသူ့ရဲ့ဝိညာဉ်တွေ fears နော်ကြမ်းတမ်းတဲ့ lovey ဟလာချစ်ချင်းတွေ and lasting beyond that ဒီခြင်းတရားကိုလွန်မြောက်တဲ့နော်ဟလာအဲ့ဒီလွန်မြောက်တဲ့မိခင်ရဲ့ separate စိတ်ဓာတ်တွေသူ့ရဲ့ဝိညာဉ်တွေဒီထဲမှာပါဝင်နေတယ်ပေါ့ the tiger ဆိုတဲ့ the paper tiger crafted by the mother မိခင်ဖြစ်သူ crafted ဖန်တီးထားတဲ့လက်လေးနဲ့ခောက်ပြီးတော့တကယ်တော့လက်လေးနဲ့ခောက်ရမယ်လို့သူတို့မှနှလုံးသားနဲ့ရင်းပြီးတော့ခောက်ထားတဲ့ဒီစက်ကူကြားရုပ်ကလေး connotation of strength ခွန်အားရဲ့တန်မာခြင်းရဲ့သင်္ကေတပေါ့ protection အကာအကွယ်ပေးခြင်းဆိုတဲ့နမိတ်ပေါ့ enduring love ပေါ့ရေရှည်တည်တဲ့ချစ်ချင်းမြတ်တာကိုဖော်ပြခြင်းပဲပေါ့ဖော်ဆောင်ခြင်းပဲပေါ့ it embodies ဘာတွေပါမလဲ the mother spirit မိခင်ရဲ့စိတ်ဓာတ်เนาะမိခင်ရဲ့နှလုံးသားမိခင်ရဲ့ဝိညာဉ် pierce ကြမ်းတမ်းတယ်ဒါပေမဲ့ lovey ကြက်ခိုင်တယ်ချစ်ခင်တယ် lasty ဟလာကြာရှည်ခံမယ်တည်တတ်မယ်ပေါ့ beyond that ဒီခြင်းတရားဟုတ်တာမှာလွန်မြောက်စွာတည်ရှိမယ်အဲ့မှာသူ့ရဲ့ emotional cultural interpretation ကိုပြောပါလားဒီခံစားမှုပိုင်းဆိုင်ရာယဉ်ကျေးမှုဆိုင်ရာပြောမယ်ဆိုရင်တော့ဥမာ the story က blends ပေါင်းစပ်ထားတယ် magical realism နော်ဒီပြင်စလက်ဒီအဖြစ်မှန်တရားရဲ့ emotional true ရင်ခုန်မှုဆိုင်ရာရင်လိုင်းဆိုင်ရာအမှန်တရားရဲ့ပေါ့ the magic of the origami ရဲ့ magic လေးကို is never explained ရှင်းပြမထားဘူးပေါ့ because it represents ဒါပါ the emotional reality တကယ်ရင်လိုင်းတာတကယ်ရှိမယ်ဆိုဒါတွေကတကယ်ဖြစ်တယ် not literal fantasy စိတ်ကူးရင်လည်း Marvel ဇာတ်လမ်းတွေကလို့မဟုတ်ဘူးနော်ဒီလိုစေကြမလားဒီ Marvel ဇာတ်လမ်းကြိုက်တဲ့သူတွေကနော်တကယ်ကိုဟလာ fantasy မဟုတ်ဘူးပေါ့တကယ် emotional reality ကြောင့်မလို့ဒီ origami ယိုလေးတွေပြေးလွှားလှုပ်ရှားတာဒီလိုပြောတာ the story blends ဒီဇာတ်လမ်းကပေါင်းစည်းသွားတယ်ဘာနဲ့ပေါင်းစည်းသွားတယ်လဲနော်ဒီဇာတ်လမ်းကဘာနဲ့ပေါင်းစည်းသွားတယ်ဆိုတော့realism magical realism တကယ်ပြင်စလက်တရားတွေဖြစ်မှန်တရားရဲ့ emotional truth ရင်လှိုင်းဆိုင်ရာအမှန်တရားပေါ့ the magic of the origami is never explained ရှင်းမပြဘူး because it represents emotional reality စိတ်ရင်လှိုင်းဆိုင်ရာတကယ်အဖြစ်ရှိ not literal fantasy စိတ်ကူးယဉ်မှုမဟုတ်ဘူး the mother's love is the most powerful force in the story ဒီဇာတ်လမ်းထဲမှာမိခင်ချစ်ချင်းတရား the most powerful force ပဲစွမ်းအားကြီးဆုံးအားပဲ quiet စိတ်တဲ့ creative ဖန်တီးနိုင်တဲ့ and eternal ထာဝရတည်ရှိမယ်ပေါ့ the tragedy ကတော့ကြေကွဲစရာတော့ lies in misunderstanding နားမလည်မှုမှာပဲ Jack only values his mother heritage after it's too late တဲ့အချိန်နှောင်းသွားတော့မှာပဲမိခင်ရဲ့ heritage ညီညွတ်မှုတန်မှုအမွေနှစ်တွေကို तू တန်မိုးထားနိုင်တယ်ဆိုအဲ့ဒီ misunderstanding နားမလည်ခြင်းကကြေကွဲစရာပဲပေါ့ The paper also becomes a metaphor of memory ဒီ paper ဆိုတာဟာ memory ရဲ့သင်္ကေတပါနော် metaphor ရဲ့ဒီအမှတ်တင်ညာရဲ့နမိတ်ပုံပေါ့ fragile ကွဲချကြေကွဲနိုင်တဲ့ yet endure ရည်ရှိတည်တဲ့နေ holdable ခောက်လို့ရတဲ့ yet unbroken မကျိုးပြတ်ပါဘူးဒါ emotional cultural interpretation လို့ပြောရမှာပါ the final message ကနောက်ဆုံးဘက်ကဘာပြောမလဲ the paper menagerie တဲ့စကူကြားရုပ်ကလေးဟာ reminds readers စာဖတ်သူတွေကို that love and identity ချစ်ချင်းတရားလို့ကိုယ့်ရဲ့ identity အဖြစ်အရှိကိုယ့်ရဲ့ရိုးရာ
delay ဇေယျအစစ်မှန်တရားတွေ cannot be separated ခွဲခြားလို့မရဘူး from where we come from ငါတို့တွေလာခဲ့တဲ့နေရာတို့တွေရဲ့အရင်းမြစ်တွေနဲ့မျိုးရိုးတွေနဲ့ခွဲခြားလို့ထုံးတမ်းတွေနဲ့ခွဲခြားလို့မရခဲ့ဘူးပေါ့ to deny our rules ငါတို့တွေရဲ့ရှေ့ rules ကိုအရင်းမြစ်တွေကိုညှင်းဆန်တာ is to silence part of ourselves ငါတို့တွေရဲ့နှလုံးသားတစ်စိတ်တစ်ပိုင်းကိုတိတ်ဆိတ်ခိုင်းလိုက်တယ်လို့ပဲ and sometimes တခါလေကြာရင် by the time we listen တို့တွေအဲ့လိုနားထောင်တဲ့အချိန်ကြတော့ the voice is already gone ဒီငါတို့ကြားရမယ်နှလုံးသားအတန်စင်လေးတွေပျောက်ကွယ်သွားနိုင်ပြီပေါ့အဲ့ဒီတော့အချိန်မနှောင်းခင်နားထောင်ဖို့လိုပါမယ်ပေါ့အချိန်သိမ့်မနှောင်းခင်ဟလာနှောင်းနှောင်တာတွေမဖြစ်အောင်ပေါ့နော် misunderstanding မဖြစ်အောင်လူစားဖို့လိုပါတယ်ပေါ့ချစ်တရားတဲ့ identity ကိုလက်ခံနားလေလို့လိုပါတယ်လို့ဒီဇလန်တွေရတယ်ပြီးတော့ပြောထားပါတယ် okay thank you for your time နော်ဒီလိုချိန်ပေးပြီးတော့နားထောင်တဲ့အတွက်နော်ကျေးဇူးတင်ပါတယ်နော် thank you for your time ဒါဆိုရင်ဒီ paper မနာဂျိုရဲ့ဒီ analysis ပေါ့နော်တိုင်းတာတစ်ခုဒီကျင်းနေကြမှာထင်ပါတယ်ဒီပါပြီကျေးဇူးတင်ပါတယ်